မပေါက်တော့လို့ပဲမဘာနေကြအကောက်ခိုးခံလိုက်ရတယ်မင်းညာဘာလို့လဲဘာလို့ခိုးခံရလဲဟေးခုနကရမပေါက်ခရစ်စတယ်ပါလေခရစ်စတယ်ပေါ်လားခရစ်စတယ်ပေါ်ကဒဖီပဲပေါက်တာများကြည့်ဖူးပါရီဂိမ်းကြီးဖော်ထားပေါ်လေးသွားပြီးဟေးဒီနေ့ဂိမ်းဖော်တာရမ်းမီဖော်တယ်သူတွေမနိုင်ကြဘူးဒီလားသူကအရင်ကအတမယောင်ဖော်တာ 1k ကို9မိနစ်တောင်မပြည့်ဘူးဖော်တာ 1k ကို9မိနစ်တောင်မပြည့်လိုက်ဘူးဘာလို့လဲရှင်တို့ဘောပဲကြောင်းနဲ့ရန်ဖြစ်မို့လားဘာနည်းချက်ဆိုတော့ ID လေးမပေးချင်လားဂိမ်းတူဖော်ရအောင်ခုလောင်းကြီးအဲ့လိုမျိုးမလုပ်ရဘူးလေရိုင်းတာလည်းမဟုတ်ဘူးနဲ့ပြန်ပြီးရန်ဖုန်းနေပြီရန်ဖုန်းနေတနေ့ကိုရွှေချောင်းထိုးပြီးလောင်နေရောပဲသူကရှိမှမထိုးဘူးသူကရှိမှထိုးရင်ပေါက်မှာပြန်လို့သူကရှိမှမထိုးလို့ပါဆိုသူကရှိမှပြီးမှသူကတီးအေးလေဘာလေကိုလန်းဝေးရာကိုလန်းဝေးနာမည်နဲ့လာအောင်ခင်းနဲ့လာရုံမှမလို့ဆရာကြီးလားဆရာကြီးပါဆိုလူရုံမှ哎呀，ဆရာကြီးဟေးမလာရှန်ပေါ်လေးစားချင်လိုက်တာခဏလေးကြည့်အောင်မယ်ဟေး200ပေါက်တယ်မင်းလားဟုတ်သေးပါဘူးခဏလေး200ပေါက်တာဟုတ်တယ်1k လားဖြစ်တော့ 1k လားဘူးဆိုနေမဖော်တော့ဘာနည်းချက်မဖော်မင်းလာပါပဲမဲပေါက်ချင်နေဒါပဲ dragon နေပူထားလို့ဒါလေးတော့ပေါက်ပြီးလိုက်နော်ဒါပဲ dragon နေပူထားလीဘာလို့မပေါက်တာလဲဂိမ်းကတ်တွေရောဘာပဲ dragon နေပူထားအောင်ဦးကျင်လိုက်90 10 20ဟေးပေါက်သွားပြီရော Oh my god ပေါက်ဘူးသားကြီးပါကျေးဇူးအများကြီးတင်ပါတယ်အကုန်လုံးအကောက်အပ်ပြီးရတူတွေရောဆိုအေး lucky ဟုတ်တယ် lucky ခုနေ့က9ချောင်းနဲ့ကွာ 1k ပေါက်တာ100တော့ပေါက်ပြီ
ပေါက်သေးရင်ဟိုင်း69ပြီရတော့ကြောက်တယ်ပေါက်တယ်ကွာ thank you ကိုလေးကန်ကောင်းတယ်ကွာပေါက်သေးရင်အမသာပြောနေတယ်ကျွန်တော်ဘာမှနားမလဲနောက်ကျရင်တင်ပြီးမယ်ပတ်စံကုန်အောင်ရွှေချောင်းက